ကြပြတခုနဲ့ကျွန်တော်တွေ့ကြပါတယ်အဲ့ဒီကြပြလေးဟာအေယောဒီတိုင်းသားတွေကိုလို့ထဖို့တူးဆိုလိုက်တဲ့ကြပြလေးပဲဖြစ်ပါတယ်ခင်ဗျာအေယောဒီသားတို့လို့ကြကြလို့သုံးမာစပါးရေမာငါးနှစ်မျိုးဝေစီအိုအေယောဒီအိုလွေတင်ချရှိနေညာလဲပြည့်အဆက်ဆက်အပြည့်ပြည့်များဘုံမောထားဖို့ဝူဒေသနေဒီဝေမှာအစီရဲ့အနေမွေးဖြစ်ညာชุดတဲ့အတိမဲ့၍ဒေတာကိုယူဒေတာကိုစားအိုင်းတာကိုလုပ်ရေစုပ်ဖြစ်ဘုပြောဝေစီဒီယောဝီနဲ့ဆက်ကျင်ပြီလားရှိနေပါသည်ဒီယောဝီကအိုးဒီညာအိုးဒီယောဝီကညာလို့အချုပ်တရားဘေးဖယ်ထား၍ဘုရားစီဘုမာရှိသည်ပါလို့သာဒေသမားတို့ဒီလုံးညီညာအောင်ကျောင်းဖြာမိများဖွဲ့စည်းထား၍နိုင်လိုမိထက်ဆက်တွင်မတော်မတရားသူကျ